လင်မယားနှစ်ယောက်စလုံးဟာအမှန်တော့ဘီလီယံနဲ့ချီချမ်းသာတဲ့တထေးကြီးတွေဖြစ်ကြပေမဲ့သားဖြစ်သူရဲ့စိတ်ဓာတ်နဲ့စာရိတ္တကိုလေ့ကျင့်ပေးဖို့နဲ့လူကောင်းတစ်ယောက်ဖြစ်လာစေဖို့အတွက်လမ်းဘေးမှာတောင်းတောက်စားသလိုဆင်းရဲခြင်းအောင်ဆောင်ခဲ့ကြတာပါ။ဒါပေမဲ့ကြီးပြင်းလာတဲ့သားဖြစ်သူဟာစစ်သူကောင်မလေးတွေကိုကျေးလက်တော်ရွာကအိမ်ဟောင်းလေးစီခေါ်လာတဲ့အခါတိုင်းစီးစိမ်ခံလွန်းတဲ့တထေးသမီးတွေဟာဆင်းရဲလွန်းနေဆိုပြီးလှည့်ပင်မကြည့်ပဲထွက်သွားကြလိမ့်ရှိပါတယ်။ဒီနေ့မှာတော့အမျိုးသားဟာနောက်ထပ်ချစ်သူတစ်ယောက်နဲ့အိမ်အောင်ပြုဖို့ပြင်ဆင်လာခဲ့ပါတယ်။မိခင်ဖြစ်သူဟာအနာဂတ်ချွေးမလောင်းရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့အတွက်ဆက်ပြီးဆင်းရဲခြင်းအောင်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သားဖြစ်သူကိုကျေးလက်ကဆင်းရဲတဲ့ရွာသားတစ်ယောက်အဖြစ်ပုံစံသွင်းလိုက်ပါတော့တယ်။မင်္ဂလာဆောင်တဲ့နေ့မှာသမီးလေး9ယောက်စလုံးကိုတပြိုင်နက်မင်္ဂလာဆောင်ပေးတဲ့ရောက်ခမဖြစ်သူဟာအမျိုးသားကထရက်တာလေးစီးနဲ့မင်္ဂလာလှည့်ဖို့ရောက်လာတာကိုမြင်တော့လှောင်ပြောင်လောင်ချင်းစတင်ပြုလုပ်ပါတော့တယ်။လှောင်ပြောင်သူများတကယ်ပါပဲ။6မမကလည်းဆင်းရဲလို့အားနာစရာကောင်းလာပြီထင်တာခု9မမကထရက်တာကြီးနေပါလား။ရှေးခေတ်ကပစ္စည်းကြီးကိုဒါပေမဲ့တို့သမီးကတော့ဒီလှောင်ပြောင်မှုတွေကိုစိတ်ထဲမထားပဲအမျိုးသားစီကမင်္ဂလာပန်းစည်းကိုပြက်ပြက်သားသားလက်ခံလိုက်ပါတယ်။သမီးဖြစ်သူဒီလောက်အထိအတ္တမရှိပေးတည်စက်မြတာကိုမြင်တော့မိခင်ဖြစ်သူကမင်းအိမ်အောင်ပြုတ်သွားလို့ဆင်းရဲဒုက္ခရောက်ရင်လည်းငါစီပြန်မလာခဲ့နဲ့လို့ထွက်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့အိမ်မက်ထဲမှာတော့ထရက်တာမောင်းတဲ့9မမရဲ့မျိုးသားဟာ Rolls Royce စီးတဲ့သူတွေထက်အစာပေါင်းများစွာပုံမူကျယ်ဝသူဖြစ်တယ်ဆိုတာမသိခဲ့ကြပါဘူး။မင်္ဂလာပွဲအပြီးမင်္ဂလာရင်တီးတီးနဲ့ထွက်ခွာလာကြပေမဲ့အမျိုးသားရဲ့ထရက်တာဟာလမ်းကူးလက်မှာဆက်ပြက်ပြီးရပ်သွားခဲ့ပါတယ်။မိခင်ဖြစ်သူစီစဉ်ပေးထားတဲ့ရွာအိမ်လေးစီရောက်ဖို့3ကီလိုမီတာလောက်လိုသေးတာကြောင့်အမျိုးသားကတို့သမီးကိုကြိုးပိုးပြီးသွားဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့တို့သမီးကတနာစိတ်နဲ့ညှင်းပယ်ခဲ့ပြီးဒီလောက်အဝေးကြီးသွားရင်ရှင့်အတွက်မောလိမ့်မယ်။ငါတို့ကလင်မယားတွေဖြစ်သွားပြီလေ။နောင်လာမဲ့လမ်းခရီးရှည်ကြီးကိုအတူတူရှောင်လန်းရအောင်ပါလို့ပြောလိုက်တာကြောင့်အမျိုးသားမှာအလွန်ပင်စိတ်လှုပ်ရှားရင်ပိုသွားခဲ့ရပါတယ်။အိမ်ရောက်လို့တကားဖွင့်လိုက်တာနဲ့မျိုးသမီးဟာမြင့်သက်သွားခဲ့ရပါတယ်။အိယာပေါ်မှာလဲနေတဲ့ရောက်ခမကြီးအစိမ်းတိုင်းဖြစ်နေတဲ့ဒုတိယအကိုနဲ့ခြေလက်မတန်တဲ့ယောက်ျားရဲ့အမေတို့ကိုတွေ့လိုက်ရလို့ပါ။ရောက်ခမဖြစ်သူကတို့သမီးရဲ့လက်ကိုဆွဲပြီးငါတို့အိမ်ရဲ့အခြေအနေကတကယ်ကိုမကောင်းပါဘူးသမီးရဲ့။သမီးငါတို့အိမ်ရောက်လာတာဒုက္ခရောက်တာပါပဲလို့ပြောပြီးမှသူတို့တရုပ်ဆောင်တာလွန်သွားပြီလားဆိုပြီးနောက်တရားကနှုတ်ဆက်သွားခဲ့ပါတယ်။အမျိုးသားကလည်းဇနီးဖြစ်သူလန့်ပြီးထွက်ပြေးသွားမှကြောက်တာကြောင့်အမှန်အတိုင်းပြောပြဖို့ပြင်လိုက်ချိန်မှာပဲအမျိုးသမီးကကြားဖြတ်ပြောလိုက်ပါတယ်။တို့သမီးအထက်မှာခြေလက်မတန်တဲ့မိဘတွေရှိတယ်။အောက်မှာလည်းညင်ရင်မမီတဲ့အကိုရှိတယ်။ရှစ်တယောက်တည်းဒီအိမ်အောင်ကြီးတစ်ခုလုံးကိုရုန်းကန်ကျွေးမွေးနေရတာတကယ်ကိုပင်ပန်းပါပဲနော်။အမျိုးသားကဇနီးဖြစ်သူရွှန်ရှာသွားပြီလို့ထင်မှတ်ခဲ့ပေမဲ့အမျိုးသမီးကဆက်လက်ပြီးငါတို့တမိသားစုလုံးစိတ်ဝမ်းမကွဲပဲစူးစမ်းကြရင်နေ့ရက်တွေကိုပုံမကောင်းမွန်အောင်ဖြတ်တန်းနိုင်မှာပါလို့ပြောလိုက်တဲ့အခါအမျိုးသားမှာမျက်ရည်ဝိုင်းသွားပြီးရောက်ခမဖြစ်သူလည်းအလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ရောက်ခမကြီးဟာအိမ်ရဲ့တော့ကိုအမျိုးသမီးစီချက်ချင်းလွှဲပေးလိုက်ပြီးအိမ်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုထိမ့်သိမ်းဖို့တာဝန်ပေးလိုက်ပါတယ်။တို့သမီးဒီအိမ်ရဲ့အခြေအနေကဒီလောက်အထိခက်ခဲနေတာတောင်ရှိသမျှပတ်စံနေငယ်ကိုသမီးကိုထိန်းခိုင်းနေဆိုတော့သမီးကိုတကယ်ပဲမိသားစုဝင်အဖြစ်သတ်မှတ်ပေးကြတာပဲ။ဒါပေမဲ့သူတို့စိတ်ထဲမှာတော့မိသားစုရဲ့ဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေကိုထိမ့်သိမ်းပေးမဲ့သူရပြီဆိုပြီးဝမ်းသာနေကြတာပါ။နောက်တနေ့မနက်မှာတော့ရောက်ခမတို့ဇနီးမောင်နှံဟာအမှန်တိုင်းဝန်ခံဖို့ပြင်လိုက်ကြပေမဲ့မျိုးသမီးထွက်လာတဲ့အခါစပွဲပေါ်မှာခေါင်းနီကြောက်စုံငါးပစုံနဲ့ပင်လယ်စာအပြည့်ပြင်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်။တို့သမီးအတွက်နဲ့တီးတန့်ပတ်စံမဖြုံးပါနဲ့မေမေရဲ့။သမီးကဒီအိမ်ကိုရောက်လာဖို့ရွေးချယ်ခဲ့ပြီးပြီဆိုမှတော့ဒီကအစားအသောက်နဲ့ရာသီဥတုကိုအမြန်ဆုံးအသားကျအောင်နေမှာပါ။ဒီပင်လယ်စာတွေကလည်းဈေးမပေါ်ပါဘူး။နောက်ဆိုမဝယ်ပါနဲ့တော့နော်။ဒီလောက်အထိအလိုက်တည်တဲ့ချွေးမလေးကိုမြင်တော့အမှန်တိုင်းပြောလိုက်ရင်စိတ်ထိခိုက်သွားမှာစိုးတာကြောင့်စကားကိုပြန်မျိုးတိတ်လိုက်ကြရပြန်ပါတယ်။ညဘက်ရောက်တော့အမျိုးသားရဲ့အတွင်းရေးမှူးဟာသတင်းပေါက်ကနေခိုးဝင်လာပြီးကုမ္ပဏီရဲ့အခြေအနေကိုလာရောက်အစီရင်ခံပါတယ်။အတွင်းရေးမှူးကလွန်ခဲ့တဲ့3လပတ်ကအမျက်ငွေဟာဘီလီ